လူလဲမရတာအရာရာဆုံးရှုံးနေတာကံကြမ္မာရဲ့မတရားလိုက်တာမိနစ်ပိုင်းလေးအနေငယ်နဲ့ပျက်စီးခဲ့ရများစွာခန္ဓာနောင်တစ်ချိန်မှာထွန်းလင်းတော့မဲ့သာသနာကျင်ညာချွေလွင်ခဲ့ရှာအနာဂတ်ရဲ့ကလေးငယ်လေးတွေကိုယူနေပေါ်ဆုနေမွေရမန္တလေးမြို့ရဲ့ကုန်းချက်တရေဆောင်မြို့ရိုးကြီးလည်းပါစကိုင်းတရားဟောင်းလည်းပါရာဇဝင်အဆက်ဆက်ထင်ရှားတဲ့ရွှေဆိုင်ရဖျားလည်းထီးမြေခရှာကူပါကဲပါလူပါအရေးမဲ့သွားတဲ့မိသားစုနဲ့အသက်မဲ့သွားတဲ့လူသားတို့အတွက်မနုဿအချင်းချင်းရဲ့နေစာနာတက်နိုင်တဲ့ပေါ်လူတန်းများစုကွာမနုဿအချင်းချင်းအတူဖေးမစုဗျာ